လူအုံနောက်နဲ့ AI ဘာတွေကွာခြားလဲလူအုံနောက်ဟာတဘာဝဖန်တီးပေးထားတဲ့အသက်ရှိအင်္ဂါအစိတ်ပိုင်းတစ်ခုပါတပေါင်းများစွာတော့အာယုံကြောဆက်တွေချိတ်ဆက်ပြီးအလုံးလုံးနေတာပါ AI ကတော့လူတွေရေးသားဖန်တီးထားတဲ့ကွန်ပျူတာစနစ်တစ်ခုပါဒေတာတွေကိုလေ့လာပြီးပုံစံတွေကိုတင်ယူနိုင်အောင်ဖန်တီးထားတာဖြစ်ပါတယ်လူတွေကအတွေ့အကြုံခန်းစားချက်အမားတွေကနေတင်ယူကြပါတယ် AI ကတော့ဒေတာအများကြီးနဲ့လေ့ကျင့်ပေးထားမှတင်ယူနိုင်ပါတယ်ဒေတာမရှိရင် AI ရဲ့စွမ်းဆောင်ရည်လည်းကန့်တက်သွားနိုင်ပါတယ်လူအုံနောက်ကစိတ်ကူးအတစ်တွေဖန်တီးနိုင်တယ်အမှုပညာဂီတစာပေတီထွင်မှုအတစ်တွေကိုစိတ်ကူးနဲ့ပေါင်းစပ်ဖန်တီးနိုင်ပါတယ် AI ကတော့တင်ယူထားတဲ့အချက်လက်တွေပေါ်မူတည်ပြီးအဖြေတွေထုတ်ပေးတာဖြစ်ပါတယ်လူအုံနောက်ကတော့တွက်ချက်မှုနှုန်းမှာ AI တဲ့နှင်းနိုင်ပေမဲ့အခြေအနေလိုက်ဆုံးဖြတ်ချက်ချတာအတိတ်ပဲနားလဲတာနဲ့လိုက်လျောညီထွေပြောင်းလဲနိုင်တာမှာထူးခြားပါတယ် AI ကစက္ကန့်ပိုင်းအတွင်းအချက်လက်တန်ပေါင်းများစွာကိုတွက်ချက်နိုင်ပါတယ်လူအုံနောက်ကတော့အနားယူဖို့အိပ်စက်ဖို့လိုအပ်ပေမဲ့ခံစားချက်ကိုရင်းစာတရားနဲ့အတွေ့အကြုံတွေကိုပေါင်းစပ်ပြီးဆုံးဖြတ်နိုင်ပါတယ် AI ကတော့မပင်ပန်းတယ်လို့မအေးရပါဘူးဒါပေမဲ့လျှက်စစ်စွမ်းအင်နဲ့ကွန်ပျူတာစနစ်မရှိရင်အလုံးမလုံးနိုင်ပါဘူးအနာဂတ်မှာ AI နဲ့လူအုံနောက်ဟာပြန်ပဲဖြစ်တာတဲ့အတူတကွပူးပေါင်းလှုပ်ဆောင်တဲ့ပုံစံကိုပုံမြင်လာနိုင်ပါတယ်